ထမဦးဆုံးအနေနဲ့တန့်စင်ပြီးတဲ့အာလူတွေကိုချမ်းပြီးတော့မှပြုတ်မဲ့အစားပေါင်းမဲ့ပေါင်းဦးတွေကိုထည့်လိုက်ပါတယ်ပြုတ်ရင်လည်းရတယ်လို့ပေါင်းရင်တော့ပုံနုဤတာမို့လို့ပါရှင်ပြီးရင်တော့ပေါင်းမြက်ဆက်လေးနဲ့အချိန်25မိနစ်ခန့်ပေးပြီးတော့မှနူးညံ့သွားအောင်ပြုတ်လိုက်ပါမယ်ပြုတ်ပြီးတာအာလူလေးကိုရပြီဆိုရင်တော့အိုရီယာနဲ့ပကံလေးကိုစစ်ပြီးတော့မှထည့်ပေးထားပါမယ်ကိုတန့်စင်ပြီးတာခင်းချင်းလေးတွေကိုခွာတဲ့အခါမှာလွယ်ကူအောင်လို့အရာလေးပေးပြီးတော့မှပြုတ်ပေးလိုက်ပါမယ်။ရေလေးအနည်းငယ်ထည့်ပြီးတော့မှပြုတ်ပေးရပါပြီ။တုံဖြူရည်နဲ့ခင်းချင်းလေး ready ဖြစ်ရင်တော့စတင်ပြီးတော့ကြိတ်ဖို့လုပ်ပါတော့မယ်။ပထမဦးဆုံးတုံဖြူလေးတွေကိုအရင်ဆုံးကြိတ်ပေးလိုက်ပါမယ်။ထိထားတဲ့ကြွံပြူလေးပကံနဲ့တက်ဖယ်ပြီးတော့မှခင်းချင်ဒီလေးတွေကိုထပ်ပြီးတော့ကြိတ်ပေးလိုက်ပါမယ်ရှင်ကြိတ်ပြီးတာဖြစ်တဲ့ကြွံပြူရဲ့ခင်းချင်ဒီတွေကိုတော့တက်ထားပြီးတော့မှခင်းချင်ဒီအနစ်ချက်ဖို့စတင်လုပ်ပါပြီနော်ပထမဦးဆုံးကြွံပြူကိုထည့်ပြီးတော့မှစီတက်လိုက်ပါမယ်ပြီးရင်အယောင်လေးလောက်ဖို့အတွက်နနွဲမုံကိုအနည်းငယ်ထည့်ပါမယ်ရှင်ပြီးတဲ့အခါမှာတော့မတူရအောင်လို့ဆက်ပြီးတော့မှအဆက်မပြတ်မွေးပေးရပါမယ်ကျွတ်တုံဖြူလေးမွေးပြီးတော့အဝိုင်အောင်လေးတန်းလာရင်တော့ခင်းချင်လေးတွေကိုစပြီးတော့မှထည့်ပါပြီခင်းချင်လေးထည့်ပြီးတဲ့အခါမှာတော့လေခါရဲမွေးပေးရပါမယ်ခင်းချင်လေးစိမ့်စော်မနက်အောင်တခြားလေးမွေးပြီးတော့မှသူ့အတွက်လိုအပ်မယ်အစာပလာတွေစားအချုံမုံပြီးလို့ရှိရင်တသားမုံအနေငယ်ကိုလည်းထည့်ပေးပါမယ်ပေါ့ချုံမုံကိုတော့နည်းနည်းပဲသုံးထားပါလေပြီးရင်တော့တခြားလေးနူးသွားအောင်ရင်နွေးလေးအနေငယ်ထည့်လိုက်ပါတယ်ပြီးရင်တော့တခြားလေးမွေးပြီးတော့မှအနစ်ကိုစီနည်းနည်းလေးပြန်တဲ့အထိရအောင်လုပ်ပေးလိုက်ပါမယ်ရှင်ဒါဆိုရင်တော့ခင်းချင်လေးအနစ်လေးရပါပြီခုဆိုရင်သမင်းဖြူစီချက်အာလူပြုတ်ထားတာနဲ့ခင်းချင်လေးလေးနဲ့စပြီးတော့သမင်းတုပ်လုပ်ပါတော့မယ်သမင်းရင်ထည့်လိုက်မယ်ပြီးရင်တော့ခုနကချက်ထားတဲ့ခင်းချင်လေးအနစ်လေးကိုထည့်မယ်ပြီးရင်တော့စီချက်ချက်ထားတဲ့စီချက်ဖက်လေးနဲ့ထည့်လိုက်ပါမယ်ပြီးတဲ့အခါမှာတော့အာလူလေးကိုတော့များများလေးထည့်ပေးပါမယ်နေနဲ့အစာပလာတွေကတော့ကိုနှစ်သက်တယ်လို့ထပ်ထည့်လို့ရတယ်ပေါ့နော်အဲ့ဒါလေးတော့မရိုက်ပြထားပါဘူးစစ်စီးလေးဖြစ်လာရင်တော့ပကံလေးတွေကိုထည့်ပြီးတော့မှပုံဖော်လို့ရတယ်လို့လုံးလုံးလေးလည်းလုပ်ပြီးတော့မှဖန်တီးလို့လည်းရပါတယ်နော်ကျွန်မကတော့ပကံလေးနဲ့ထည့်ပြီးတော့ဒီလိုလေးလုပ်လိုက်ပါတယ်ဒါဆိုရင်တော့စားချင်းစပွဲအာလူထမင်းနယ်လေးရပါပြီညဘက်မှာစမ်းလုံးကြည့်ပြီးဆိုတော့ဒါလေးတွေကတော့အလုပ်ကိုယူသွားဖို့နဲ့ဆွမ်းနာကပ်ဖို့ဖြစ်ပါတယ်အဆုံးထိကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်တတ်တာ